အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel အသေးလေးကနေကြိုဆိုလိုက်ပါရစေကျွန်တော်အလုပ်ဝင်နေနဲ့ပြောတာဖြစ်တဲ့အတွက်နိုင်ငံနားလည်းပေးကြပါပေါ်တာလို့နော်ပထမဆုံးသတင်းတစ်ပုဒ်နေကတော့အာဆင်နယ်အသင်းဟာခုနှစ်ကစားသမားအပြောင်းရွှေ့ပထမဆုံး official ကြီးညာပြဖို့အတွက်ကိုရုတ်တရက် here we go လာတဲ့သတင်းတစ်ပုဒ်ရှိပါတယ်အဲ့ဒါတော့ Chelsea အသင်းကနေပြီးတော့ဒီဂိုးသမားkeeper reserve လကာကိုကျွန်တော်တို့ပေါင်9သန်းနဲ့အာဆင်နယ်အသင်းဟာခေါ်ယူလိုက်နိုင်ခဲ့ပြီလို့ကျွန်တော်တို့သတင်းတွေတောက်လျှောက်တက်လာနေပါတယ်ဂိုးသမား keeper ဟာတစ်ချိန်ကကျွန်တော်တို့ကမ္ဘာဒီဈေးအမြင့်ဆုံးဂိုးသမားပြစံချိန်တင်ခဲ့တဲ့ဂိုးသမားလည်းဖြစ်ပါတယ်သူဟာတစ်နှစ်က Real Madrid အသင်းမှာအငှားသွားရောက်ကစားခဲ့ပြီးတော့မနစ်က2024-25ရာသီမှာဆိုရင်တော့ကျွန်တော်တို့ဖုန်းမောက်အသင်းမှာငှားသွားရောက်ကစားခဲ့တာဖြစ်ပါတယ်ဖုန်းမောက်အသင်းမှာစုစုပေါင်းပြိုင်ပွဲစုံ35ပွဲသူကစားခဲ့တယ်ပေါ့ Premier League အတွက်32ပွဲကစားတယ်39ကိုပေးထားပြီးတော့10ပွဲကတော့ clean sheet ရခဲ့တယ် penalty 4လုံးစေထားရပေါ့နော်အဝါကအနေနဲ့3ကပြခန်းတယ်အနီကလုံးဝမရှိဘူးသူ့ရဲ့ဒတာချက်လက်တွေကိုကြည့်ရတာပေါ့super ဂိုးသမားအမျိုးအစားဖြစ်တယ်သူက long ball accuracy ဆိုရဲဒီအဝေးဘောတွေတိကျအောင်ပေးပို့နိုင်မှုမှာကျွန်တော်တို့53ရာခိုင်နှုန်းရှိတယ် clean sheet ကတော့45ရာခိုင်နှုန်းရှိပါတယ် high clean လို့ခေါ်ရဲအမြင့်ဘောကြီးထွက်ဆွဲတာတို့ပုတ်တိုက်တာတွေထွက်ပုတ်တာတို့မှာဆိုသူက39ရာခိုင်နှုန်းရှိနေပါတယ်ပေါ့နော် save percentage ဆိုရဲကာကွယ်မှုအချိုးစားမှာဆိုရင်သူက55ရာခိုင်နှုန်းအထိကောင်းမွန်ခဲ့တယ်လို့ဒီမှာ data တွေကတော့ဖော်ပြထားပါတယ်ဒီဘေးရရဲ့အရန်ပြအာဆင်နယ်အသင်းဟာအရန်ခုန်တန်းမှာအင်အားဖြည့်ခဲ့တာအကောင်းဆုံးအင်အားဖြည့်ခဲ့တာလို့တော့ထင်ပါတယ်အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ congratulation ပါအာဆင်နယ်အသင်းအတွက် keeper reserve လကာဟာဒုတိယမြောက်ခေါ်ယူမှုပထမဆုံး official အဖြစ်ကြီးညာလာနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်အသင်းရဲ့ယခုနှစ်ရာသီပထမဆုံးခေါ်ယူမှုအဖြစ်ကဇူဘီမန်ဒီဖြစ်လာနိုင်လို့ပါ။ဇူဘီမန်ဒီဟာစပိန်အသင်းနဲ့အတူတူ UEFA National League Final ပွဲစဉ်ရှိတာကြောင့်အာဆင်နယ်အသင်းအနေနဲ့တရားဝင် official ချမပြသေးတာပဲလို့ကျွန်တော်ကတော့ထင်မြင်မိရယ်။အတွင်းသတင်းတွေဖော်ပြချက်တွေအရဆိုရင်ဒီ Real Sociedad အသင်းရဲ့စပိန်ကွင်းလယ်ကစားသမားလေးဇူဘီမန်ဒီယာဆိုအာဆင်နယ်ကိုရောက်ရှိလာနေပြီပဲဖြစ်ပါတယ်ရောက်ရှိခဲ့ပြီပေါ့နော်ရောက်ရှိခဲ့ပြီလို့ယူဆရပါတယ်သူတို့ကဒီလိုမျိုးအချက်လက်တွေကြောင့်နိုင်ငံလေးစဉ်ပွဲအချက်လက်တွေရှိတာကြောင့်ဇူဘီမန်ဒီသတင်းကိုအာဆင်နယ်အသင်းတရားဝင်ချမပြသေးရပဲရှိရပေါ့နော်အဲဒါကြောင့်ကျွန်တော်ကဒီ Chelsea ဂိုးသမား keeper reserve လကာကိုအာဆင်နယ်အနေနဲ့ပေါင်9သန်းလေးနဲ့ခေါ်ယူပြီးတော့ရန်အင်အားဖြစ်တင်းလိုက်နိုင်တာဟာဒီသတင်းဟာအာဆင်နယ်အသင်းရဲ့ဒုတိယမြောက်ခေါ်ယူမှုဒီနေ့ပေါ့နော်အာဆင်နယ်အသင်းရဲ့ဒုတိယမြောက်လူခေါ်ယူမှုပထမဆုံး official ဖြစ်လာနိုင်တယ်လို့ကျွန်တော်ဟိုပါပေါ့နော်သုံးနှုန်းအချင်းဖြစ်ပါတယ်ကျွန်တော်သတင်းကတော့လောတယ်တော့ဒီလောက်လေးပါပဲကျွန်တော်အလုပ်တွေကပြောနေတာဖြစ်တဲ့အတွက်နောက် channel အသစ်လေးလည်းဖြစ်တဲ့အတွက်အမှားယွင်းနေကျွန်တော်လိုအပ်မှုတွေအများကြီးရှိရဆိုတော့ကျွန်တော်သိပါတယ်တကယ်ချင်းတို့အနေနဲ့ကျွန်တော်ရဲ့ channel အသစ်လေးကိုကျေးဇူးပြု subscribe လေးလုပ်ပေးကြပါလို့ကျွန်တော်ကူညီပေးကြပါအောင်လို့ကျွန်တော်ကနေပြီးမြတ်တာရက်ခံကူညီတောင်းခံရပါတယ်ကျွန်တော်အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ